အဲ့တော့ဒီကွန်မန့်လေးပေါ့နော်မမတဲ့ညီမလေးကလူအများရဲ့အတင်းပြောခံရတာကိုခံနေရတယ်ပေါ့နော်ဘလို့စိတ်နဲ့ကြောဖြတ်ရမလဲတဲ့ရရက်ဆက်ဆက်ကိုအတင်းပြောခံနေရတာပါတဲ့အလုတ်ထဲမှာနေရာကောင်းရပြီးတဲ့နောက်ပိုင်းပေါ့တဲ့အဲ့တော့ညီမလေးရေလူတွေကကိုယ့်ရဲ့အကြောင်းကိုမသိဘဲဝေဖန်တိုက်ခိုက်နိုင်ပေမဲ့တကယ်တမ်းကိုယ့်ဘဝကိုဘလို့ရင်ဆိုင်ပြီးတော့ဘလို့အခက်ခဲတွေနဲ့နာကျင်စွာကြော်ဖြတ်ခဲ့ရလဲဆိုတာကတော့ကိုယ်တိုင်သာအတိဆုံးဖြစ်ပါတယ်တစ်ခါတလေမှအတင်းပြောခံရတာဝေဖန်တိုက်ခိုက်ခံရတာတွေဟာကိုမှားနေလို့လည်းမဟုတ်ပါဘူးကိုကသူတို့ထက်ပိုပြီးထင်ပေါ်လာတာပိုအောင်မြင်လာတာမျိုးမှလည်းဖြစ်ကောင်းဖြစ်လာတတ်ပါတယ်တကယ်တမ်းအရေးကြီးတာကသူများစကားတွေနဲ့ကိုယ့်ရဲ့တန်ဖိုးကိုမတိုင်းတာမိဖို့ပါပဲသူတို့ပြောနေတဲ့စကားတွေကညီမလေးရဲ့ဘဝမဟုတ်ပါဘူးတစ်ချိန်တည်းမှာညီမလေးရဲ့ဘဝဆိုတာကိုယ်တိုင်ဖြတ်တန်းပြီးကိုနားလည်မှုရှိစွာနဲ့ဖြတ်တန်းရတဲ့ဘဝကသာလျှင်ညီမလေးရဲ့ဘဝအစစ်ဖြစ်ပါတယ်လူတစ်ယောက်ကကိုယ့်အပေါ်မှာပြုမှုဆက်ဆံဒါတွေဟာတကယ်တော့ကိုယ့်ရဲ့တန်ဖိုးအနှိမ့်အမြင့်ကိုပြတာမဟုတ်ပါဘူးအဲ့ဒါတွေကသူတို့ရဲ့စိတ်တဲ့အစဉ်အတန်းနဲ့သူတို့ကျင်လည်ဖြတ်တန်းလာခဲ့ရတဲ့ပဝင်းကျင်အနေအထားတစ်ခုကိုပဲထင်ဟပ်စေတာဖြစ်ပါတယ်တကယ်တော့လူဆိုတာကိုယ့်အတွင်းထဲမှာရှိတဲ့အရာကိုပဲတပါးသူကိုပေးနိုင်တာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့သူတို့ကိုယ့်အပေါ်မှာရိုင်းပြတာအတင်းပြောတာတွေဟာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအတိုင်းအတာတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်တစ်ချိန်တည်းမှာလဲကိုတိုင်ကတပားသူပုံမှာဘယ်လိုတုတ်ပြန်မိနေလဲဆိုတာကိုသတိရှိရှိစောင့်ကြည့်တတ်ဖို့လိုပါတယ်အဲ့ဒီလိုသတိရှိရှိနဲ့စောင့်ကြည့်တတ်ခြင်းအပြင်တပားသူကကိုယ့်အပေါ်မှာဘယ်လိုပဲဆက်ဆံပါစေကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုအထိခိုက်မခံပဲအေးအေးဆေးဆေးနဲ့ဘဝကိုဖြတ်တန်းလာနိုင်ပါလိမ့်မယ်